ဆိုတော့ဒီမှာဗာလဲ polynomial ကိန်းနှစ်ခုကိုပေါင်းမယ်ဆိုရင်ငါတို့ဒီမှာတခါတည်းချပေါင်းလို့ရတယ်နော်ဆိုတော့ဆရာမကဒီမှာခွင်းတွေပါမခတ်တော့အပေါင်းမို့လို့နော်အဲ့တော့ဒီမှာသူ့ရဲ့ original မေးခွန်းလေးကိုတော့ကျွန်တော်တစ်ချက်ချပြီးတော့ရေးလိုက်မယ်ပေါ့နော်ရေးလိုက်ရတယ်မရေးလိုက်ရဒါပေမဲ့ရေးလိုက်မယ်ပို့ပြီးတော့မြင်သာအောင်လို့နော်အဲ့တော့ပေါင်းမယ်ဆိုတော့ဒီမှာအပေါင်းရေးမှာပေါ့ဟုတ်ပြီနော်ပေါင်းတာကအရန်ကြီးကိစ္စမရှိဘူးအနှုတ်ကြမှာတော်တော်လေးဒါသတိထားရတာပေါ့နော်အပေါင်းကတော့ဒီတိုင်းပဲကျွန်တော်တို့ချပြီးတော့ရေးလိုက်လို့အဆင်ပြေတယ်ဆိုတော့အဲ့ဒါဆိုရင်ငါတို့ဘာလုပ်မလဲတူတဲ့ကိန်းတန်းတွေကိုငါတို့စုကြမယ်နော်တူတဲ့ကိန်းတန်းတွေစုကြမယ်ဆိုတော့ဒီမှာy ကနေစစုလို့ရတယ်နော်ဟုတ်လားတစ်ထပ်ကနေစစုတာပေါ့နော်တစ်ထပ်ကနေစစုတော့ဒါဒီမှာပါတော့6/7နော် y နဲ့7/8ဆိုပြီးတော့စုလိုက်နော်ဒါတစ်ပိုင်းပြီးရင်ပို့ပြီးတော့ n ရဲ့ကင်းအောင်လို့ဒီမှာ plus လို့ရေးလိုက်နောက်စုမဲ့ဟာကိုထည့်မယ်အဲ့တော့ y တစ်ထပ်ပြီး y နှစ်ထပ်ကိုသွားထည့်မယ် y နှစ်ထက်ကဟိုမှာကြည့်သူပိုင်ဆိုင်ထက်တာပါတော့ -1/7 y square နော်ပြီးဟိုဘက်ကသူပိုင်ဆိုင်ထက်တာပါလဲ -5/4 y square အဲ့ဒီလိုလုပ်လိုက်လို့ရှင်ဒါ n ရဲ့ကင်း y မဟုတ်ရင်အနှုတ်ဒီအရန်ဒုက္ခပေးတယ်နော်ပြီးရင် plus ကဲ y ကျူအဲ့တော့သူပိုင်ဆိုင်ထားတာဒီအပေါင်းမို့လို့ 2/7 y ကျူဒီမှာကသူပိုင်ဆိုင်ထားတာ minus မို့လို့ minus 3/2 y ကျူပြီးပြီနော်ဆိုတော့ဒီမှာဒီဘက်ကခွင်းကိုတက်ရှင်းပေါ့ရှင်းလိုက်တဲ့ခါကျတော့ဆရာမဒီမှာကြည့်လိုက်လို့ရှိရင်အပိုင်းချိန်ညှိတယ်ပေါ့ကွာပိုင်းချိန်ညှိတော့56ပေါ့ဒါနဲ့ပေါင်းလိုက်တော့ဆိုတော့10ပြီးတော့တစ်ဆင့်ကြော်လိုက်တော့မှာနော်ဒါဒီမှာတွက်ထားတာကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီကောင်လေးကိုရှင်းမယ်ဒီမှာတွေ့လားအနှုတ်နဲ့ဖြစ်နေတယ်နော်လက္ခဏာတူရင်ဘာလုပ်မှာလဲဒါပေါင်းရမှာကဲဟုတ်ပြီအဲ့ဒါကိုစမအစစ်မကြော်ပဲနဲ့တွက်တယ်ပဲဆိုပါတော့နော်28ပေါ့28ဆိုဒီမှာ minus သူ့ဘာလုပ်မှာလဲ4နဲ့မြောက်အဲ့ဒါသူ့ကိုကြော်တော့ပါ9နဲ့မြောက်မှာမလို့35ပေါ့နော်အဲ့တော့ဒီမှာ y square ကိုဆိုအပြင်ထုတ်လိုက်တယ်နော်မျက်စိလေးရှင်းအောင်လို့ဒီကောင်ကကြတော့ဘာရှင်းမှာတော့ကဲသူ့ကိုလည်းရှင်းမယ်ဆိုရင်ဒါအဲ့တခုမှလွဲတာကျန်တဲ့ဟာတွေကမှန်တယ်ပေါ့ကွာအဲ့တော့ဒီမှာ14ဒီမှာဆိုရင်4 21 y ကျူကဲအဲ့မှာဒီမှာတွေ့လားအနှုတ်ချင်းဆိုတော့ဘာလုပ်မှာလက္ခဏာတူတယ်ဆိုဘာလုပ်မလဲလက္ခဏာတူရင်ပေါင်းမယ်တူတဲ့လက္ခဏာကိုထည့်မယ်ဒါကြောင့်မို့ဒီမှာဖြစ်သွား minus ဟုတ်လားအဲ့တော့39/28 y square ဒီမှာကျတော့ဘယ်လိုအပေါင်းနဲ့နှုတ်နဲ့အပေါင်းနဲ့နှုတ်ဆိုအနှုတ်ကဗဂိတံမို့အနှုတ်ကကြီးနေတာဒါကြောင့်မို့ထွက်လာမယ်လက္ခဏာဒီအနှုတ်အဲ့တော့70/40 y ကျူရပြီလားဒါအဲ့ဒါဆိုမှားတဲ့နေရာလေးဟုတ်ဟုတ်ပြီ